မင်္ဂလာပါညီမလေးမင်္ဂလာပါဦးရရင်အခုဒီ series လေးကတော့ The Jan နဲ့ပတ်သက်တဲ့ series လေးပေါ့နော်ဟုတ်ပါတယ် series ရဲ့နာမည်လေးကတော့ April Queens number 4လို့အမည်ရပါတယ်ဗျာနော်ဟုတ်ကဲ့ပါဒီ series လေးကဆိုလို့ရှိရင်ဒါ The Jan နီးလာပြီဖြစ်တဲ့အတွက်ကြောင့် The Jan အတွက်ကိုစီစဉ်တာကတော့စီစဉ်နေကြလူတူဖြစ်တဲ့တီးဆရာကိုစိုးလင်းကနေပြီးတော့ဒီ series လေးကိုစီစဉ်တင်ဆက်တာဖြစ်ပါတယ်ဟုတ်ပါတယ်သူအကုန်လုံးအစအရာရာဟလာပါဝင်ပြီးတော့ရိုက်ကူးရအစတချင်းရေးတာလေဒီတချင်းတွေဟာသူ့ရဲ့အောင်မြင်ကြော်ကြားပြီးသားတချင်းတွေကိုပြန်လည်ပြီးတော့အခု April Queens number 4ဆိုပြီးတော့မှသူဒါလေးကိုရိုက်ကူးတင်ဆက်တာဟုတ်ကဲ့အဲ့တော့ဒီတချင်းလေးမှာဗာလေးထူးထူးခြားခြားရှိလဲလို့ဆိုတော့ဟိုတော့ဒီအောင်မြင်ကြော်ကြားပြီးသားတချင်းတွေကိုလူကြီးတွေကပြန်ပြီးတော့ဆိုထားတာဟုတ်အဲ့တော့အခုဒီအခွေလေးမှာတော့ထူးထူးဆန်းဆန်းပဲညီမလေးဘယ်သူတွေကဆိုမှလဲပစ္စည်းညောက်တော့ကလေးလေးတွေနော်ကလေးလေးတွေဆိုမှဒီကလေးလေးတွေလည်းတခြားတော့မဟုတ်ပါဘူးကျွန်တော်တို့ဂီတာတကားလေးဖွင့်ပါအောင်အစီအစဉ်မှာဟလာအောင်မင်းကြော်ကြားလူကြိုက်များခဲ့ကြတဲ့တားငယ်သမီးငယ်တွေအကုန်လုံးကိုပြန်ပြီးတော့စုဝေးပြီးတော့မှဒီ series လေးကိုစီစဉ်ဖြစ်တာဟုတ်နော်အဲ့တော့ပထမဆုံးစပြီးတော့ဖြောပြမဲ့တချင်းလေးကတင်းတယ်လို့အမည်ရတယ်ဟာအဲ့တချင်းရှမ်းကောင်းတာဟို April Queen 2တဲ့ကနေဟုတ်တယ်နော်ဟုတ်ပါတယ်ခင်ဗျာအေးတင်ချိုစေးဆိုထားတဲ့တချင်းဟုတ်ပါတယ်ဟိုတော့ဒီတချင်းကိုအေးတင်ချိုစေးကနေပြီးတော့ဒီဆိုပါတယ်အခုပြန်လဲပြီးတော့ဒီဆိုမဲ့သမီးငယ်လေးကတော့ Pinky လို့အမည်ရပါတယ်ခင်ဗျာ Pinky ချိုစေးပေါ့အေးပေါ့ Pinky ချိုစေးပေါ့နော်ဟုတ် Pinky ကဘယ်ရလဲPinky ကတော့တခြားမဟုတ်ပါဘူးနော်ဟိုဦးရိုင်းမိမရဲ့သမီးပေါ့ဦးရိုင်းမိမရဲ့သမီးဆိုအေးဘောဦးရိုင်းသမီးပဲပေါ့နော်ဟုတ်ပါတယ်ခင်ဗျာအဲ့တော့ဟိုကျွန်တော်ရဲ့ရင်သွေးလေးပါပဲသူကဒီထဲမှာသူ့ရဲ့ဘော်ဒါတွေဖြစ်ကြတဲ့သူတို့ Uranian Dance School ကသူ့တငယ်ချင်းတွေဖြစ်တဲ့ Little Uranian အဖွဲ့နဲ့အတူဒီသချင်းလေးကိုတီးဆိုပြီးတော့အာဘာတွေကကခုံမြူးပြီးတော့ဖြည်းဖြည်းနေဆက်တာဖြစ်ပါတယ်ညီမလေးအရင်ကြည့်နေပြီဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဦးရိုင်းနဲ့ပွင့်တဲ့အတူတူပြည်သက်ကြီးအားလုံးလည်းအတူတူကြည့်လိုက်ကြအောင်